ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါတယ်။မပြန်တာကြာသွားရင်တစ်အတောင်ပန်တွေကဘလို့ပြန်ရမလဲဆိုတာမေးသွားပါလိမ့်မယ်။ဒီကနေ့မှာတော့ပရိသတ်ကြီးတို့ကပုံမြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်။ဒီပုံမြင်လေးကစကြိုးစားဖို့လမ်းပြောင်းနေသူများအတွက်ဖြစ်တာမို့ပုံမြင်လေးကိုအဆုံးထိနာတော်တာဆင်ခန်းစားကြည့်အောင်လားရှင်။တခါတော့ကလင်တာအုပ်ကြီးဟာငါဖာနဲ့ပင်လယ်တရဝငယ်လေးတွေနဲ့ကျွေးသွားပြီးဒါရဲ့တရိတ်ဆန်တွေလုံးဝမရှိတဲ့လှပငိမ့်သက်စိမ့်လန်းတဲ့ကျွန်းတကျွန်းကိုတွေ့ခဲ့တယ်။လင်တာငယ်တကောင်ကဒါဟာကောင်းငင်ပုံပဲလို့ဆိုပြီးအော်ဟစ်ပြောလိုက်တယ်။ဒီနေရာမှာဆိုအစားအစာတွေကုန်မှာမဟုတ်ဘူးနားနေလို့ရတယ်။အမဲလေးလိုက်စီရမလို့ပဲပြန်တန်းရတဲ့ဒုက္ခလည်းကင်းမယ်လို့ဆိုတယ်။အားလုံးကဒီမှာပဲထာဝရနေကိုဆုံးဖြတ်ခဲ့ကြတယ်။အချိန်ကြာလာတော့လင်းတာတွေဟာပြန်တန်းတာကိုရက်လိုက်ကြတယ်။ဘဝဟာလွယ်ကူတတ်တာပြီးငြိမ်းချမ်းလာတာနဲ့အမျှသူတို့ရဲ့အတောင်ပံတွေဟာအားနေလာပြီးခြေသေးလက်သေးတွေလည်းချွန်ထမ်းမှုမရှိကြတော့ပါဘူး။ဒါပေမဲ့တကယ်လောကကြီးကိုကြုံတွေ့ခဲ့မှုတဲ့လင်တာအိုကြီးတကောင်ဟာဒီအချိန်လေးကိုစိုးရိမ်စွာကြည့်ရှုနေခဲ့တယ်။ဒီကျွန်းဟာသူတို့ကိုအားနေအောင်လုပ်နေတယ်လို့စိုးရိမ်မိတာကြောင့်သူကအုပ်စုတစ်ခုလုံးကိုစုပြီးတောရဲပြန်သွားဖို့တိုက်တွန်းခဲ့တယ်။တောရဲမှာပဲတကယ်ဘဝရှိတယ်။ဒီမှာအန်ဒီရဲ့တခုပေါ်လာရင်သူတို့မလွတ်နိုင်ဘူးလို့သတိပေးခဲ့တယ်။လင်းတာငယ်တွေကတော့သူ့ကိုလှောင်ပြောင်ကြပြီးဒီနေရာဟာသူတို့အတွက်လုံခြုံတယ်လို့ခံစားရတာကြောင့်ဒုက္ခရောက်ရာနေရာကိုပြန်မသွားခြင်းကြတော့ပါဘူး။လင်းတာအိုကြီးကသူ့သတိပေးချက်ကိုထပ်ပြောခဲ့တယ်။သူတို့ရဲ့အတောင်တွေဟာကောင်းကင်ကိုမေ့သွားပြီးခြေသေးလက်သေးတွေဟာအရင်လုံးမချွန်ထပ်တော့တာကြောင့်တကယ်စံတမ်းမှုတစ်ခုကြုံလာရင်ဘာဖြစ်မလဲလို့မေးခွန်းထုတ်ခဲ့တယ်။သူစကားကိုဘသူကမှခယူမဆိုင်ခဲ့တာကြောင့်သူတကောင်နဲ့ပြန်ထွက်သွားခဲ့တယ်။လအနေငယ်ကြပြီးတဲ့နောက်မှာတင်မော်တစီရောက်လာပြီးကြက်သက်တွေကိုကျုံးမော်လှော့ခဲ့ပါတယ်။ကြက်သက်တွေဟာလင်းသားတွေမပြန်နိုင်တာကိုမကြခင်မှာပဲသိရှိသွားခဲ့ကြပြီးတဲ့နောက်ထိတ်လန့်ပွဲအသက်ခံရမှုတွေစတင်ခဲ့တယ်။လင်းသားတွေဟာလွတ်အောင်မပြန်နိုင်မတွန်းလှန်နိုင်ကြတော့ပါဘူး။လင်းသားအိုကြီးပြန်ရောက်လာတဲ့အခါနေရာတိုင်းမှာလင်းတာအသေးတွေနဲ့ခြေကွဲဝဲမြင်ကွင်းကြတဲ့ကလင်းတာငယ်တကောင်တန်ရာပြင်းပြင်းရနေပြီးအသက်လူနေတာကိုပဲတွေ့ခဲ့ရတယ်။အသက်ရှူကျန်နေတဲ့လင်းတာငယ်ကလင်းတာအိုကြီးမှန်တယ်လို့ဝန်ခံခဲ့တယ်။သူတို့ဟာပြန်တန်းတက်မှုတိုက်ခိုက်တက်မှုတွေကိုမေ့လျော့သွားကြတယ်။ဒါကြောင့်သူတို့ဒီလိုအဆုံးသတ်ရတာပါပဲ။သူစကားကိုနားထောင်ခဲ့ရင်ကောင်းပါပဲလို့နောက်တော့ရကြောင်းလည်းပြောပြခဲ့တယ်။လင်းတာအိုကြီးကဘာမှပြောစရာမရှိတော့ပဲတိတ်ဆိတ်စွာထိုင်နေခဲ့တယ်။ကောင်းကင်ကတော့ပြာနေသေးပါပဲ။ဒါပေမဲ့တခါကကောင်းကင်ကိုစိုးမိုးခဲ့တဲ့အတောင်ပံတွေကတော့အခုဆိုငြိမ်သက်သွားခဲ့ကြပါပြီ။ဒီပုံမြင်ကတတောင်တတနေရဟာတဖြည်းဖြည်းချင်းကျမတို့ရဲ့စွမ်းအားကျွမ်းကျင်မှုနဲ့တတိတွေကိုချိုးဖျက်ပြနိုင်တဲ့တိတ်တဆိတ်ထောင်ချောက်တစ်ခုဖြစ်လာနိုင်တဲ့ဆိုတဲ့အကြောင်းကိုသတိပြုစီရပါပဲ။မတတ်မသားဖြစ်မှုစိန်ခေါ်မှုနဲ့ရုန်းကန်မှုတွေကိုဇက်တိုက်ရင်ဆိုင်ရင်းကျမတို့ရဲ့အတွင်းစွမ်းအားကိုထိမ့်သိမ်းထားနိုင်ပြီးမြဲတတောင်တတကိုသာရွေးချယ်မိရင်တော့ဘဝရဲ့တကယ်အမှန်တရားတွေစီကဝေးရကိုရောက်သွားတတ်ပါတယ်။မျောလည်းမထားတဲ့ဒုက္ခဆက်ရောက်လာတဲ့အခါကျမတို့ဟာမပြင်းစင်ထားပဲမရင်ဆိုင်နိုင်တော့ပဲဖြစ်သွားတတ်ပါတယ်။ဘဝမှာကြုံတွေ့လာနိုင်တဲ့မြည်သည့်အခြေအနေမျိုးမှာမဆိုခိုင်ခိုင်မာမာရပ်တည်နိုင်မှုအတွက်စိန်ခေါ်မှုတွေကိုပုံမှန်ရင်ဆိုင်မှုအရေးကြီးတဲ့ဆိုတာကိုဒီပုံမြင်လေးကအလင်းပြနေပါတယ်။ကဲပုံမြင်လေးကိုအဆုံးထိနာတော်တာဆင်ခန်းစားပြီးတဲ့နောက်မှာပရိသတ်တို့လည်းသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမော်ရီကြားတွေကအာတင်းစရာစိတ်အားတက်စေမဲ့ပုံမြင်လေးတွေကိုအချိန်နဲ့တပြေးညီမျှဝေတင်ဆက်ပေးသွားအောင်ပါမို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။